လက်စားကလည်းတစ်လကို60လောက်ပဲရတယ်ရုံးဆိုတာဖားတက်ရင်နေရရတယ်ဟေးဟေးမန်နေဂျာနဲ့ hot pot စားရင်ယာဒူးတိုးတယ်မနေ့မှအလုပ်ဝင်တာလက်စားငါနဲ့တူတူပဲ call center မှာလို့ရတာလေဆုပ်စီပြူတွတ်တုံးမာတဲ့အကြွားတလိုင်းမတွေ fucking မဲတယ်ကြမဲဆိုင်ရင်ဟိုထက်ရောက်တယ်ကောင်မကြီးရုံးမှာအတင်းမပြောတတ်တဲ့ကောင်မရှိရင်ပြစမ်းပါရဲ့